အခုပြောချင်တာရမင်းတစ်ဖက်တက်ချစ်ခဲ့ရတဲ့ကောင်လေးကြောင့်ပြောပြမှာပါရမင်းကဈေးရောက်တဲ့တူဆိုတော့ဈေးရောက်နာကနေစလိုက်မယ်နော်ရမင်းကမနှက်ဆိုဈေးရောက်မှုထားရတယ်မနှက်ဆိုရင်3နာရီခွဲ4နာရီလောက်ဆိုရင်ရမင်းကဈေးရောက်မှုပြင်ဆင်ရတယ်ရမင်းအိမ်မှာပြင်ဆင်ပြီးတာနဲ့4နာရီခွဲလောက်ဆိုရင်အိမ်ကနေစထွက်ခဲ့တဲ့ပုံမှန်အချိန်လေးပေါ့နေ့တိုင်းအဲ့လိုနဲ့ပဲရမင်းလုံနေကြတိုင်းရမင်းလုံခဲ့တယ်ဒီလိုနဲ့အထည်တွေရောင်းကောင်းရင်ရောင်းကောင်းတယ်လို့ထဲဆိုင်မှာအထည်တွေတွားယူရတယ်။ရမင်းကအထည်တွေဝယ်ရင်းယူရင်းနဲ့ဝယ်လို့ပြီးသွားတဲ့ဟာတွေကလည်းပြီးသွားခဲ့တယ်။ရမင်းကဈေးဝယ်လို့စီဆိုင်တက်မှတ်ပြီးဝယ်တာမျိုးတော့မရှိဘူး။ကိုမျက်စိဆွေးမှာအဆင်ပြေတယ်ဆိုဝယ်လိုက်တယ်။ဆိုင်တော်တော်များများမှရမင်းကဈေးဝယ်လို့ပြီးသွားခဲ့တယ်။ရမင်းကအိမ်ပြန်တော့မယ်ဆိုတော့အမကသူ့လိုချင်တာလေးတွေရှိသေးတယ်တဲ့တော့ဝယ်ကြရအောင်ဆိုပြီးတော့ရမင်းကိုပြောတယ်အဲ့လိုနဲ့ပဲရမင်းတို့ပုံမှန်ဆိုင်လေးကိုသွားခဲ့တယ်ဆိုင်လေးရောက်တော့ဟိုဆိုင်ဝင်ကောင်းလားဒီဆိုင်ဝင်ကောင်းလားရမင်းတို့စဉ်းစားခဲ့တယ်အဲ့လိုနဲ့ပဲသဘောကျရဆိုင်လေးမှာရမင်းတို့ဝယ်ဖြစ်ခဲ့တယ်အဲ့ဒီဆိုင်မှာရမင်းတို့ကပစ္စည်းတွေမဝယ်ဘူးအဲ့ဒီနေ့ကရမင်းဘွားမှာပျော်ဆုံးနေလို့တောင်ပြောလို့ရတယ်ထင်ပါတယ်ဘာလို့လဲဆိုတော့ရမင်းသဘောကျကောင်လေးကိုတွေ့ခဲ့လို့လေရမင်းတပေါ်ကြအကောင်လေးဆိုပြီးတော့အထင်မကြီးလိုက်ပါနဲ့ရမင်းမမြင်ချင်းချစ်မိသွားတဲ့ကောင်လေးကိုပြောတာပါဘာလို့လဲဆိုတော့အဲ့ဆိုင်အကောင်လေးရမင်းတပေါ်ကြခဲ့တယ်လေအဲ့နေရာစပြီးသူစီးတဲ့ဆိုင်လေးကိုရမင်းရောက်ဖြစ်ခဲ့တယ်ကောင်လေးကမသိရှာဘူးရမင်းကပဲတိတ်တခုချစ်နေခဲ့တာလေအဲ့လိုနဲ့ပဲစီအောင်ကောင်းတယ်လို့သူစီကိုနေတိုင်းရောက်ဖြစ်ခဲ့တယ်ရမင်းကအမြဲတမ်းသူစီးတဲ့ဆိုင်လေးမှာဈေးဝယ်နေရင်သူ့ခိုးကြီးဖြစ်ခဲ့တဲ့ကောင်လေးကမသိရှာဘူးဒီလိုနဲ့ပုံမှန်တိုင်းရမင်းလောက်တိုင်းရမင်းသွားတယ်လာတယ်ဈေးရောင်းတယ်ဈေးရောင်းကောင်းတယ်လို့သူစီးတဲ့ဆိုင်လို့မြဲရောက်ဖြစ်ခဲ့တယ်အဲ့ဒီနေ့မှာထူးထူးခြားခြားလေးဖြစ်ခဲ့တယ်ဘာလို့လဲဆိုတော့ရမင်းခိုးကြီးတာသူတွေ့သွားတယ်လေသူလည်းရမင်းကိုကြည့်နေရင်းနဲ့ပေါ့ကောင်လေးနဲ့ရမင်းနဲ့အမြဲတမ်းအကြည့်ကျွင်နေဆုံဖြစ်ခဲ့တယ်ရမင်းကအရန်ကိုပြောနေခဲ့ရရှာတဲ့သူပေါ့အကြည့်ချင်းဆိုရင်လည်းသူဆက်သွားခဲ့တယ်လေသူကမျက်လွှာလေးကိုချလိုက်တယ်အဲ့လိုနဲ့ပဲအကြည့်ချင်းအမြဲဆုံခဲ့တယ်ကောင်လေးကလည်းရှက်လို့ရမင်းကလည်းရှက်နေခဲ့တယ်လေရမင်းအရန်ကိုပြောခဲ့ရတယ်ကိုတဘောကြနေတဲ့သူကကိုကိုကြည့်နေလို့လေညရောက်ပြီဆိုသူ့ကြောင့်မတွေ့ရပဲရမင်းအိတ်မပြောနိုင်ခဲ့ဘူးညရောက်တိုင်းအမြဲတွေ့နေခဲ့တယ်သူ့အကြောင်းလေးတွေကိုပေါ့အဲ့လိုနဲ့ပဲပစ္စည်းဝယ်ရင်းနဲ့ရမင်းသူစီးတဲ့ဆိုင်လေးကိုရောက်သွားခဲ့တယ်ရမင်းလေးဘလို့ဖြစ်လို့ဖြစ်မှာမသိသူစီးတဲ့ဆိုင်လို့အမြဲတမ်းသွားချင်နေခဲ့တယ်ကန်တရားကလည်းမျက်နှာတာပေးရတဲ့ထင်ပါရဲ့အမြဲတမ်းသူစီးတဲ့ဆိုင်လေးကိုရောက်ဖြစ်ခဲ့တယ်ဘာလို့လဲဆိုတော့ရမင်းသူ့ကိုတွေ့ရတော့မယ်ဆိုပြီးတော့လေအဲ့နေ့ကသူစီးတဲ့ဆိုင်လေးကိုရမင်းရောက်သွားခဲ့တယ်ရမင်းကဟိုပစ္စည်းယူမယ်ဒီပစ္စည်းယူမယ်ဟိုဟာရွေးဒီဟာရွေးလုံနေရနေပေါ့ပစ္စည်းလေးတွေကယူလို့ပြီးတဲ့ဟာယူသွားပြီးဟိုဟာမေးဒီဟာမေးနေရနေပေါ့ရမင်းတဘောကြရတဲ့ကောင်လေးကသူ့လုံးပေါ်ကင်ပန်းတဲ့စကားတွေပြောနေရနေပေါ့သူစကားတွေအများကြီးပြောနေတာကိုရမင်းကြည့်ဖြစ်ခဲ့တယ်လေရမင်းဆူဆူဆွဆိုင်နဲ့ကိုခန်းစားပြီးကြည့်ဖြစ်ခဲ့တယ်ကောင်လေးပြောနေတဲ့စကားကိုရမင်းကြားလိုက်ရတော့ရမင်းတယောက်တည်းပဲတည်တဲ့ခန်းစားချက်မျိုးခန်းစားလိုက်ရတယ်ရင်တစ်ခုလုံးနာကျင်မသက်ခန်းစားရတယ်အဲ့နေ့ကရမင်းဘွားမှာဘာမှမရှိသလိုခံစားရတယ်နာကျင်ရတယ်သူပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်ပေါ့သူပြောတဲ့စကားတစ်ခွန်းကရမင်းကိုကြားအောင်သူတမင်ပြောခဲ့တာလေသူရမင်းကိုကြည့်ရင်လည်းပြောခဲ့တာရမင်းကလည်းသူ့ကိုကြည့်ရင်လည်းပေါ့သူလှုပ်ဖို့ကင်ဘက်သူပြောတာကဟျောင်းတငယ်ချင်းဆိုပြီးတော့ငါနဲ့ငါချစ်သူကဒီနေ့နဲ့ဆိုလို့ရှိရင်6နှစ်ပြည့်ပြီဆိုပြီးတော့ရမင်းကြားအောင်သူတမင်ပြောခဲ့တာလေငါတဲ့သူ့ကိုဘာလက်ဆောင်ပေးရမလဲဆိုပြီးသူ့လို့ဖို့ကိုင်ပန်းနဲ့သူပြောနေခဲ့တယ်ရင်ထဲမှာတော့ဟာကနေဖြစ်သွားတာပေါ့ဒီလိုနဲ့ရမင်းလည်းအိမ်ပြန်ရောက်တော့ရမင်းလည်းဘာမှလောက်ကင်ချင်စိတ်မရှိတော့ဘူးလေရမင်းထိုင်နေရင်လည်းမျက်ရည်တွေကကျလာတယ်ဘဝမှာအဲ့လောက်ထိစိတ်မထိခိုက်ဘူးလို့လေအဲ့လိုနဲ့ပဲနောက်ပိုင်းကျတော့ရမင်းကအချိန်တော့ကြအောင်ကုစားခဲ့ရတယ်အဲ့နောက်ပိုင်းမှာကကြတော့ရမင်းကသူ့စီးတဲ့ဆိုင်လေးကိုရောက်ဖြစ်ခဲ့ပါသေးတယ်ခန်းစားချက်ကိုထိန်းရင်းနဲ့ချစ်တဲ့စိတ်ကိုထိန်းရင်းနဲ့ရောက်ဖြစ်ခဲ့တယ်။ရမင်းကအရင်လိုတော့မဟုတ်တော့ဘူးလေ။သူစီးတဲ့ဆိုင်လေးရောက်ဖြစ်ရင်တော့မှသူ့ကိုမတိခဲ့တယ်လို့မျိုးရမင်းနေခဲ့တယ်။သူ့ကိုတွေးခဲ့ရင်တော့မှရမင်းခိုးမကြည့်ဖြစ်တော့ဘူး။ရမင်းရဲ့အနေထိုင်နေပြောင်းလဲသွားတယ်။သူပြောခဲ့တဲ့စကားတစ်ခွန်းကြောင့်လေရမင်းအကြည့်တွေရမင်းအမှုရာတွေရမင်းအပြောဆိုတွေ
အကုန်လုံးကိုယမင်းပြောင်းလဲခဲ့တယ်ယမင်းကိုယမင်းချစ်တတ်လာအောင်ယမင်းကြိုးစားခဲ့တယ်ယမင်းမနာကိုယမင်းချစ်တတ်လာအောင်ယမင်းနေထိုင်ခဲ့တယ်အဲနောက်ပိုင်းမှာယမင်းသူ့ကိုတွေ့ရင်တော့မှယမင်းဘက်ကမတိတလို့နေခဲ့တယ်အရင်လိုလဲခိုးပြီးတော့မကြည့်ဖြစ်ခဲ့တော့ဘူးယမင်းစီကအပြုံးနေလဲသူမမြင်ရတော့ဘူးကောင်းလေးကဒီဘက်မှဆိုယမင်းဟိုဘက်ကိုသွားလိုက်တယ်ယမင်းစိတ်တွေအားလုံးပြောင်းလဲသွားခဲ့တယ်အရင်လိုတော့မဟုတ်တော့ဘူးပေါ့လေနောက်ပိုင်းအဲ့ဒီလိုဖြစ်တာတွေတိတ်မကြပါဘူးယမင်းကသူစီးတဲ့ဆိုင်လေးမှာဈေးမွေဖြစ်တော့ဘူးသူနဲ့လည်းမတွေ့ဖြစ်တော့တာအချိန်တော်တော်ကြာခဲ့တယ်အခုချိန်မှာယမင်းကိုမေးရင်ချစ်တယ်လားလို့မေးရင်တော့သူမသိအောင်ပြောမယ်ဆိုယမင်းသူ့ကိုအရန်ချစ်ပါသေးတယ်အချိန်တွေဒါကြာခဲ့တာယမင်းချစ်တဲ့အချစ်တွေကမပြောင်းလဲခဲ့ပါဘူးနှစ်တေလာတွေအလီလီပြောင်းခဲ့ပေမဲ့ယမင်းလုံးနေကြတိုင်းဈေးရောင်းထွက်တယ်မနက်3နာရီခွဲ4နာရီဆိုရင်ယမင်းဈေးရောင်းထွက်ဖို့ပြင်ဆင်တယ်ယမင်းလုံးနေကြတိုင်းပဲယမင်းလုံးနေခဲ့တယ်အားလုံးကိုပြင်ဆင်လို့ပြီးသားတာနဲ့အိမ်ငါထွက်ဖို့ပြင်ဆင်တယ်အိမ်ငါထွက်ပြီး highway လမ်းတနေရာစီကိုဥတီသွားရတဲ့အချိန်တွေဆိုလမ်းကလေးကဆိုင်ငယ်3စီးလောက်ပဲတွေ့ရတယ်ကောင်းကင်မှာကျဲတွေပြည့်လို့ပေါ့လူတွေမရှိတဲ့မိန်းလမ်းမအပေါ်မှာမိန်းလမ်းမကြီးကလည်းလှလို့မိတိုင်လေးတွေကလည်းလင်းထိန်လို့ဆောင်းလေးလေးကလည်းစိတ်နေလို့အရန်ကြည်နူဖို့ကောင်းတယ်ဈေးအောင်သွားတိုင်းအဲ့လိုခံစားရတဲ့အမြဲတမ်းကြည်နူရတယ်နောက်တစ်ခုကဘာလဲဆိုတော့ကိုမပိုင်ဆိုင်ရတဲ့ကောင်လေးကိုမနက်စီရောင်းသွားတိုင်းကြည်နူးတဲ့ခံစားချက်နဲ့အတူမိန်းလမ်းမလေးရဲ့မိတိုင်ကလေးရဲ့ဆောင်းလေးကလေးရဲ့မပိုင်ဆိုင်ရတဲ့ကောင်လေးရဲ့စိတ်ကူးရင်ကဘာထဲမှာယမင်းရဲ့အချစ်ဆက်လန်တစ်ပုတ်လေးကိုဖန်ဆင်းခဲ့တယ်ချစ်တဲ့သူတိုင်းပျော်ရွှင်ကြပါစေနော်ယမင်းဆုတောင်းပေးပါတယ်